ဖေဖေရဲ့ကဘာမနက်ခင်းစောစောမှာနွယ်နွယ်လေးနိုးလာတော့သူ့ဖေဖေဖုံးမြတ်ကအလုပ်သွားဖို့ပြင်ဆင်နေပြီဖေဖေကအမြဲတမ်းစူးစမ်းပြီးအိမ်အတွက်လုပ်ပေးတယ်ဖေဖေဖုံးမြတ်ကနွယ်နွယ်လေးကျောင်းသွားဖို့အဝတ်စားလေးတွေတေချာလေးပြင်ဆင်ပေးတယ်ဖေဖေကအမြဲတမ်းဂရုစိုက်ပြီးကူညီပေးတယ်ကျောင်းသွားကန်ပြီးတော့ဖေဖေကနွယ်နွယ်လေးရဲ့လက်ကိုဆွဲပြီးကျောင်းလိုက်ပို့တယ်ဖေဖေနဲ့အတူလမ်းလျှောက်ရတာပျော်စရာအကောင်းဆုံးပဲနေ့လယ်ဘက်မှာဖေဖေဖုံးမြတ်ကသူ့ရဲ့လက်မှုပညာအလုပ်ကိုလုပ်နေတယ်ဖေဖေကအမြဲတမ်းစိတ်ရှည်ရှည်နဲ့လှပတဲ့ပစ္စည်းလေးတွေဖန်တီးတယ်ညနေရောက်တော့နွယ်နွယ်လေးကျောင်းကပြန်လာတယ်ဖေဖေကသူ့ကိုပြုံးပြုံးလေးကြိုဆိုပြီးကျောင်းမေးမြန်းတယ်ညစာစားပြီးတော့ဖေဖေကနွယ်နွယ်လေးကိုစာကျက်တဲ့နေရာမှာကူညီပေးတယ်ဖေဖေရှင်းပြပေးတာကအမြဲတမ်းနားလည်လွယ်တယ်အိယာဝင်ခါနီးတော့ဖေဖေကနွယ်နွယ်လေးကိုပုံပြင်လေးတွေပြောပြတယ်ဖေဖေအတန်ကနားထောင်လို့ကောင်းပြီးပုံပြင်တွေကလည်းစိတ်ဝင်စားစရာကောင်းတယ်ဖေဖေဖုံးမြတ်ကနွယ်နွယ်လေးရဲ့ကဘာကြီးမှာအရေးကြီးဆုံးလူတစ်ယောက်ပါဖေဖေရှိလို့နွယ်နွယ်လေးရဲ့ဘဝကပြည့်စုံပြီးပျော်ရွှင်ရတယ်